ဒါကနေအောင်ဘယ်လိုခြေတာတော့ရမလဲဂျပန်မှာနေတဲ့သူတိုင်းအခွန်တွေရေပိုးမီးဖို့နဲ့ gas ဖိုးတွေကိုတလကိုနင့်နေအောင်ဆောင်ရပါတယ်အထူးသဖြင့်ဂျပန်တွေရာသီရောက်လို့ရှိရင်မြန်မာလူပဲအရန်ပူတာကြောင့်အဲကွန်းတွေဖွင့်ထားရပြီးတော့မီတာကပိုတက်ပါတယ်စောင်းရသည်ဆိုရင်တော့စောင်းချုံပြီးကိုးလို့ရတာကြောင့်အပူပေးစက်မဖွင့်လဲနေလို့ရပေမဲ့နွေရာသီကတော့အဲကွန်းမဖွင့်ပဲနဲ့နေလို့မရပါဘူးအဲ့ဒါကြောင့်ဒီနေ့မှာကျွန်တော်ကအဲကွန်းကိုမီတာကနေအောင်ဘယ်လိုခြေတာတော့ရမလဲဆိုတာလေးကိုပြောပြပေးခြင်းပါတယ်ခင်ဗျာတစ်ဖက်တည်းအဲကွန်းအပူချိန်ကိုတိုးထားခြင်းဂျပန်မှာနွေရာသီဆိုအပြင်ကအပူချိန်က35နေပြီးတော့40ကြားမှာရှိပါတယ်။အဲ့ဒါကြောင့်အဲကွန်းဖွင့်ရင်အပူချိန်ကို25နဲ့28ကြားထားဖို့ကိုအကြံပေးခြင်းပါတယ်။ကျွန်တော်အထင်တော့26-29လောက်ဆိုလူ2ယောက်နေလဲကောင်းကောင်းအေးမယ်လို့တော့ထင်ပါတယ်။အဲကွန်းကအပူချိန်22ဒါမှမဟုတ်အဲအောက်ထဲရောက်လို့ရှိရင်အပူချိန်နည်းရင်နည်းထားသလိုမီတာကလည်းပိုကုန်နိုင်ပါတယ်။အကယ်လို့နည်းနည်းပူတယ်လို့ခံစားရရင်အပူချိန်ကိုရှော့တာတက်ဆိုင်လို့ရှိရင်ပန်ကာကိုမြင့်ပြီးတော့လေပမာဏကိုတိုးတာကအဲကွန်းမီတာကိုပို့ပြီးတော့တက်တာစီပါတယ်ခင်ဗျာ။အပူချိန်ကို1 degree centigrade မြင့်လိုက်ခြင်းကလျှက်စစ်အားကို10%လောက်ပို့ပြီးတော့တက်တာစီပါတယ်ခင်ဗျာ။တစ်ပတ်နေ့အဲကွန်းရဲ့လျှက်စစ်အားအဆွဲဆုံးအချိန်အဲကွန်းရဲ့လျှက်စစ်အားကိုအဆွဲဆုံးအချိန်ကတော့စဖွင့်တဲ့အချိန်ပါအခန်းထဲကအပူချိန်ကိုအဲကွန်းကပြောင်းပေးရတာဖြစ်တဲ့အတွက်စဖွင့်တဲ့အချိန်ကလျှက်စစ်အားကိုအများကြီးလိုအပ်ပါတယ်အဲ့ဒါကြောင့်အဲကွန်းကိုဖွင့်ထားပြီးတော့အေးလာလို့ပြန်ပိတ်ပြီးတော့ပူလာလို့ဆိုပြီးတော့ထပ်ဖွင့်လို့ရှိရင်ပို့ပြီးတော့မီတာကိုတက်စေမှာပါအဲ့ဒါကြောင့်ဖွင့်တာပိတ်တာမလုပ်ဘဲနဲ့တောက်လျှောက်ဖွင့်ထားတာကပို့ပြီးတော့အဆင်ပြေစေမှာပါကိုကကိစ္စရှိလို့အပြင်ကိုနာရီဝက်လောက်ထွက်လို့ရှိရင်အဲကွန်းကိုပိတ်မသွားပဲနဲ့ဒီတိုင်းထားပြီးတော့အပြင်သွားပြီးတော့ပြန်လာတာကပို့ပြီးတော့တက်တာစေမှာပါဗျာနောက်ပြီးတော့လေပမာဏကိုအော်တိုထားတာကပို့ပြီးတော့ကောင်းပါတယ်ပြီးတော့ပန်ကာကိုအဲကွန်းကိုကြောပေးပြီးတော့အပေါ်ကိုမော့ပြီးတော့ဖွင့်ထားရင်လေကိုအခန်းတွင်းမှာပဲလက်ပတ်စီပြီးတော့မီတာကိုပိုတက်တာစေပါတယ်အဲကွန်းဖွင့်ထားရင်အခန်းတကားတွေပြတင်းပေါက်တွေကိုလုံအောင်ပိတ်ထားပါမယ်အကယ်လို့အခန်းထဲကိုနေအောင်ဝင်နေလို့ရှိရင်လိုက်ကာနဲ့ကာထားတာကပို့ပြီးတော့အေးစေပါတယ်ခင်ဗျာအခန်းထဲကိုနေအောင်ဝင်ရင်လည်းအပူချိန်ကိုပိုတက်စေနိုင်ပါတယ်လိုက်ကာနဲ့ကာထားရင်အဲကွန်းတွေကိုအပြင်မထွက်အောင်လည်းကာကွယ်ပေးပါတယ်အပြင်မှာအဲကွန်းဆက်ကိုလည်းနေအောင်မထိအောင်ကာကွယ်ပေးထားရင်ပို့ပြီးတော့အဲကွန်းကအေးမြစေပါတယ်ပြီးတော့အိုက်ဆက်ပေါ်မှာလည်းဘာပစ္စည်းမှမတင်ထားတာကပို့ပြီးတော့ကောင်းပါတယ်အဲကွန်းကိုလည်းအားရင်ဆေးပေးဖို့အကြံပေးခြင်းပါတယ်အဲကွန်းတွေက air filter တွေဟာမဆေးရင်ဖုန်တွေနဲ့ပြည့်နေပြီးတော့အဲကွန်းကိုအေးတာကိုရှော့ချပြီးတော့အဲကွန်းကပိုယုံရတာကြောင့်မီတာခကိုပိုတက်စေနိုင်ပါတယ်အဲ့ဒါကြောင့်မအားရင်တော့တစ်နှစ်ကိုတစ်ခါလောက်တော့ဆေးပေးဖို့အကြံပေးချင်ပါတယ်ခင်ဗျာကဲအဲ့ဒါကြောင့်အတူချုပ်ပြီးတော့ပြောရရင်တော့နံပါတ်1အေးလာလို့ဆိုပြီးတော့အဲကွန်းကိုမပိတ်ထားပါနဲ့နံပါတ်2အပူချိန်ကိုရှော့လိုက်တာတဲ့ဆိုင်လို့ရှိရင်လေပမာဏကိုတိုးတာကမီတာကိုပို့ပြီးတော့တက်တာစီပါတယ်နံပါတ်3လေထွက်ရအပေါက်ကိုတည့်တည့်ထားပါနံပါတ်4အပြင်မှာအဲကွန်းဆက်ကိုနေတိုင်းရိုက်မထည့်အောင်ကာကွယ်ပါနံပါတ်5လိုက်ကာကိုပိတ်ထားပါနံပါတ်6နာရီဝက်လောက်ပဲအပြင်ထွက်မယ်ဆိုရင်အဲကွန်းကိုမပိတ်ထားပါနဲ့ခင်ဗျာဟုတ်ကဲ့ပါဗျာကျွန်တော်ဒီနေ့ဗီဒီယိုလေးကတော့ဂျပန်မှာအဲကွန်းကိုမီတာကနေနဲ့ဘယ်လိုခြေတာပြီးတော့ရမလဲဆိုတာကိုတင်ဆက်ပေးတဲ့ဗီဒီယိုလေးဖြစ်ပါများဟုတ်ကဲ့ကျွန်တော်ဒီဗီဒီယိုလေးကို TikTok မှာတင်ထားတဲ့ညီမလေးပြည်ဆိုတဲ့အကောင့်အချက်တွေကိုယူထားပြီးတော့ကျွန်တော်ကိုးကားပြီးတော့ content လေးတစ်ပုဒ်ဖတ်ပြီးတော့ကျွန်တော်နောက်လည်းဒီလိုဂျပန်နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတင်ဆက်ပေးမှာမို့လို့ကျွန်တော် channel လေးကို like and follow လေးလုပ်ထားပြီးလို့ရပါရဲ့ဟုတ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျာအားလုံးပဲနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ဗျာအားလုံးပဲတတ်တာ